အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဇုံတွဲပွဲတက်အော်ဒါအပ်သွားတယ်အကိုနဲ့အမရဲ့နှစ်လက်မပုံတော်ထုကလေးနဲ့မိတ်ဆက်ပြသပေးပါရစေရှင်ဒါလေးကအကိုအတွက်အမျိုးသားစီဂတိပါပုံတော်အနက်ရောင်နှစ်လက်မအထူလေးဖြစ်ပါတယ်ရှင်ခင်းရည်သမီးမာစီလေးလာပို့ပေးပါဦးသူကတဲကြိုးလေးကနေပြီးတော့အလဲတို့အနေကလစ်ပိတ်ဒူထူဒီဆိုရင်နှစ်လက်မဒူအထူဖြစ်ပါတယ်ဒီလိုဖက်နက်ကလေးတွေကိုကျမတို့ AC ဖက်နက်ဆိုင်မှာ install ဝယ်ယူရရှိနိုင်ပါတယ်ဒါလေးကတော့အမအတွက် order အပ်ထားတယ်ပုံတော့နောက်ကတက်လက်မအရှိကလက်မဝက်အထူလေးဖြစ်ပါတယ်သူကရွှေဝါရောင်ချက်ပေါက်ရောင်လေးကိုရွေးချယ်အားပေးသွားပါတယ်ရှင်ကျမတို့ရဲ့ AC ဖက်နက်ဆိုင်လေးကိုကိုရိုင်းကိုကြလာပြီးတော့အားပေးချင်ရင် AC ဖက်နက်ဆိုင်ရဲ့လိပ်စာလေးကတော့ AC ဖက်နက်ဆိုင်အမှတ်ဒီအရှိအေရုံဘူချောင်းတန်းစီစကော့စီရန်ကုန်မြို့ပါရှင်ဘူချောင်းတန်းစီကားထုတ်ပေါက်ကနေဝင်လာပေးလို့ရပါတယ်ရှင်ဖုန်းနံပါတ်အနေနဲ့3999238291နဲ့3999426269ကိုဟယ်လိုလုပ်လို့ရပါတယ်။တစ်ဆင့်ပြန်လဲရောင်းချလို့သူဖောက်တဲ့များအတွက်လည်းလက်ကားစီဖောက်တဲ့စီတီးတန့်ရှိပါတယ်ရှင်။နောက်ဗီဒီယိုလေးတွေမှာပြန်လဲဆုံတွေ့ပြစေရှင်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပါစေ။တတ်တာပါရှင်။